ဆက်လက်နားဆင်ရမယ့်တခြင်းလေးရဲ့နာမည်ဟာ အော်ကျွန်တော်တို့ဖက်ဖူးစဉ်လို့အမည်ရပါတယ်ခင်ဗျာကျွန်တော်တစ်ချိန်လုံးကတော့ဒီတခြင်းကိုဒေသရှင်ခင်သစ်လွင်ရတည်ဆိုထားပါတယ်ဗျာဂီတစာဆိုလေးခေလူလင်ဟုတ်ကဲ့ပါခင်ဗျာရစ်ဆက်ပြီးကုန်တဲ့တခြင်းလေးပါဒီမှာမှကျွန်တော်တို့မြန်မာမှုမြန်မာဟန်စစ်တဲ့တခြင်းလေးပါမြန်မာဆန်ဆန်တခြင်းလေးပါကျွန်တော်တို့ပြောတော်စီတော်ဆိုတာကျွန်တော်တို့မြန်မာလူမျိုးတွေဒီမှာမှကြက်တည်ရှိတဲ့အသံပါအလှမင်္ဂလာပွဲဟုတ်ကဲ့ပါခင်ဗျာအလှမင်္ဂလာပွဲတွေမှာကျွန်တော်တို့ဒါဒီမှာတွေ့ရကြားရပါတယ်အတန်လေးတွေပါအဲ့ဒီဟာလေးတွေကျွန်တော်တို့ဖွဲ့ဆိုထားတဲ့ဖက်ဖူးစဉ်လို့အမည်ရပါတယ်ဒီသချင်းလေးကိုကျွန်တော်တို့ညီမငယ်လေးဆွဆန္ဒထုံးကနေပြီးတော့ပြန်လည်တည်ဆိုဂုဏ်ပြုထားပါတယ်ခင်ဗျာဖက်ဖူးစဉ်လေးကြားမယ်ဗျာဟုတ်ကဲ့ဗျာ